မင်္ဂလာပါရှင်နန်းကျော် TV မှာဖြစ်ပါရဲ့ရှင်ဒီဝတ်စုံကကြတော့ MT ကကြော်ညာအတွက်ရိုက်ဖို့အတွက်ချုပ်ပေးထားတဲ့ဝတ်စုံလေးပဲဖြစ်ပါရဲ့ရှင်ဒီဟာလေးက Valentino ပိုးကိုမှထိုးချက်ကလေးတွေလှလှလေးနဲ့ထိုးထားတဲ့ MT ရဲ့မွန်စင်လေးဖြစ်ပါရဲ့ရှင်ဒါလေးကဒီလိုလေးဖြစ်မယ်ပေါ့နော်အရန်ရှည်ကြီးလည်းမလုပ်ထားဘူးအရန်ကြီးပွားနေမှာဆိုလို့ဒါကိုတူတူလေးပဲဖန်တီးပေးထားတယ်ဟိုမှာပေါ့အပြည့်စုံပေါ့နော်နောက်ထပ်တစ်ခုဝတ်လို့ရသေးတာဒီပုံမှာမှထပ်ပြီးချုပ်လိုက်လို့ရပါသေးရဲ့နော်ဒီလိုမျိုးပုံဝါပေါ့နော်ဟိုခြုံပုံဝါလေးပုံစံနဲ့လည်းဟိုသုံးလို့ရတယ်နောက်ထပ်တစ်ခုကဒီဟာကြတော့အပေါ်ကနေပြီးတော့မှဒီဟာလေးကိုမိုးချင်တဲ့ခါကျရင်ဒီဟာလေးကိုခြုံပုံဝါလေးအနေနဲ့လည်းသုံးလို့ရပါတယ်ပေါ့နော်နှစ်မျိုးဝတ်လို့ရအောင်ဖန်တီးပေးထားတာဖြစ်ပါတယ်ရှင့်